မင်္ဂလာပါဗနာအိတ်ကနေကြိုဆိုပါရယ်ဆရာတကုံတာယာရဲ့ဘာသာပြန်လက်ရာတစ်ပုဒ်ဖြစ်တဲ့မူရည်ဝေသောຫນွေဦးညာများဆိုတဲ့ဝတ္ထုတို့ကိုရွတ်ပြပေးသွားမှာဖြစ်ပါတယ်မူရည်ဝေသောຫນွေဦးညာများအခန်း1ကျွန်တော်မှာရှန်ဟဲ၌အလုတ်ကိုင်းမရှိဘဲ3 လခန့်နေရကနေအိမ်3 ခါလောက်ပြောင်းရွှေ့နေရပေသည်ပထမပလုံစီရေတွင်းလန်းရှိနေအောင်ဘယ်တော့မှမတောက်ပသောခိုးပေါက်ကလေး၌နေရ၏အဆောင်အကျက်မရှိသောအကျဉ်းထောင်ပင်ဖြစ်သည်လူမိုက်ဆန်ဆန်ရက်ဆက်ကြမ်းကြုတ်သောဆက်ချုပ်သမားတစုကလွဲ၍ဤအဆောင်အကျက်ကင်းမဲ့သောအကျဉ်းထောင်သားများမှာအများအားဖြင့်တနာစရာကောင်းသည့်မထင်မရှားသူတည်တနာကြံပြူစာပေသမားများသာဖြစ်ကြလေသည်တလခန့်ကြာသောအခါထိုလမ်း၌အိမ်ငါးကများဈေးတက်သွား၍အနားဖွာလန်ကျဲနေသောစာအုပ်များကိုပိုက်ခါမြင်းမြိုင်ကွင်းအနီးရှိဟိုတယ်ကလေးတစ်ခုသို့ပြောင်းရွှေ့ခဲ့ရ၏ဤနေရာ၌လည်းမနေနိုင်တော့အောင်ဒုက္ခတွေ့ရ၍တဖန်ပြောင်းရပြန်သည်ဤအကြိမ်တွင်ငါဥယျာဉ်တရားမြောက်ဖက်အစုံဒင်လန်းရှိစင်ရသားရက်ွက်အခန်းကလေးတစ်ခန်းသို့ရောက်ခဲ့လေတော့သည်ဤဒင်လန်းရှိအိမ်များကပေ20ထက်မမြင့်ကြပြီကျွန်တော်နေသည့်အမိုးနှင့်ကက်လျက်အခန်းကကျင်းလဲကျင်းနှိမ့်လဲနှိမ့်လာပြီသည်အကယ်၍မက်မက်ရက်ခါလက်ကိုဆန့်၍တန်းဝေလိုက်လျင်ကျွန်တော်လက်များသည်ဖုံလက်လေးတစ်တက်နေသောညိုမိုင်းမိုင်းအမိုးကိုဖောက်ရည်သွားပြီသည်လမ်းကြားကလေးမှအိမ်ရှိတကားဖြတ်ဝင်လျင်ပထမအိမ်ရှင်အခန်းကိုကြော်ရပေမည်အဝတ်စုံများတန်ဘူးဟောင်းများပလင်းလွတ်နှင့်ပြုတ်စပြင်းတော်များကြားထဲ၌တိုးဝေလာရပြီးနောက်နေရန်ကိုမိထားသောခနော်နီခနော်နှင့်လေကားတစ်ခုကိုတွေ့ရလိမ့်မည်ဤလေကားသည်သာတစ်ခုတည်းသောအပေါ်မောင်မဲသို့တက်ရန်လမ်းဖြစ်သည်နှစ်ပေပတ်လည်ရှိအပေါ်ထက်တက်ရန်အပေါက်သည်ရင်းသို့ကျင်းမြောင်းမဲမောင်သောအခန်းကလေးတွင်နှခမ်းခွဲထားပြန်သည်ဤတကဝက်ရှိရာအခန်းမှာကျွန်တော်အခန်းဖြစ်၍အခြားအခန်းကိုနငယ်စီကရက်ကုမ္ပဏီတွင်အလုပ်လုပ်သောမိန်းမအလုပ်သမားတဦးကိုငှားထားလေသည်သူအခန်းရောက်ရန်ကျွန်တော်အခန်းမှဖြတ်သွားရသဖြင့်ကျွန်တော်အခန်းကမှဈေးအနှဲငယ်ချူလေသည်ကျွန်တော်တို့အိမ်ရှင်မှာအသက်50ခန်းရှိ၍အိုရုပ်ပေါက်ခါခါကုန်းကုန်းဖြစ်သည်သူ၏ဝါဖြော့ဖြော့မျက်နှာ၌အစီရောင်တက်ခါညိုတိုတိုနေ၏သူ၏မျက်လုံးများမှာအစမတန်အောင်မြင်ရှိကာပါယိုးတို့မှာငေါထွက်နေကြ၏သူ၏မျက်နှာနှင့်နဖူးပြင်ရှိအရာအကြောင်းတို့မှာကြောင်မီတွေဖုံတို့ဖြင့်ပေကြံလျက်ရှိသည်မနက်တိုင်းမျက်နှာတစ်တော်လဲပြက်ပြဲသွားကြဟန်မရှိပေသူသည်နက်နက်တိုင်း8 နာရီနှင့်9 နာရီကြား၌ထကာတဟွန်းနှစ်ဟွတ်ချောင်းဆိုးပြီးနောက်ဝါတဘိုးတွင်ချင်းနှချင်းရှို့ထမ်းကာထွက်သွားလေသည်3 နာရီ4 နာရီလောက်၌ချင်းလွတ်နှင့်ပြန်လာမြဲဖြစ်သည်တခါတရံချင်းတောင်းအပြည့်နှင့်ပါလာတတ်သည်သူအခန်းတွင်တွေ့ရတတ်သောအဝတ်စုံများပလင်းခွဲများနှင့်တိုလီမိုလီများဖြစ်ကြသည်ထိုအခါမျိုးတွင်အရက်တစ်စိမ့်လောက်ဝဲကာအိယာဇွန်းတွင်ထိုင်လျက်သူတယောက်တည်းတောက်လျက်မပီမတစကားများဖြင့်ကျိန်ဆဲမိတမ်း၏နေတတ်ပေသည်ကျွန်တော်နှင့်ကလျက်အခန်းရှင်ကိုကကျွန်တော်ပြောင်းရွှေ့သည့်ညနေတွင်တွေ့ရပေသည်9 နာရီခန့်မြန်ကြာရောက်လာတတ်သောຫນွေဥပေါက်ညနေစည်းစာ၌ဖျောင်းနိုင်ထွန်းကြီးကစာအုပ်များကိုနှစ်ထပ်ဆင့်ပုံလျက်စီကာစင်ကာလုံနေသည်တစ်ခုအသေးတစ်ခုအကြီးစင်၌24 လက်မှကားပေါင်များကိုတင်လိုက်သည်ကျွန်တော်ရှိသမျှအိမ်အောင်ပစ္စည်းများအကုန်ရောင်းပစ်လိုက်ပြီးဖြစ်၍စာအုပ်များနှင့်ကားပေါင်များကိုနေ့အခါစာရေးစပွဲညအခါအိပ်ရာအဖြစ်အသုံးပြုနိုင်အောင်စီစဉ်ရခြင်းဖြစ်သည်အသေးစင်စာအုပ်ပုံပေါ်၌စပွဲကိုမျက်နှာပြုထိုင်ကာစီကရက်တလိပ်ညှိတောက်လေသည်ဖ
ယောင်းနိုင်နှင့်မိโกလိမ်များကိုငေးကြည့်နေစေကျွန်တော်ကြောနောက်ရှိတကဝတ်မှအတန်ကြားရလေသည်ကျွန်တော်သည်နောက်သို့လှည့်ကြည့်လိုက်သည်တို့ရာတွင်ကျွန်တော်ခေါင်းရိပ်ကိုသာမြင်ရပေမည်ကျွန်တော်၏နားကမူတစုံတစ်ယောက်လာနေပြီဟုအသေးအချာပြောနေပေပြီကျွန်တော်သည်အမောင်ထဲသို့စိုက်၍ကြည့်လိုက်ရာဖြူဖြော့ဖြော့မဝိုင်းတဝိုင်းမျက်နှာနှင့်ပိန်ပိန်သွဲသွဲမိန်းမတစ်ယောက်၏အပေါ်ပိုင်းပုံစံသည်ပေါ်လာလေသည်ကလေးရဲ့အခန်းရှင်မတကားဟုချက်ချင်းသိလိုက်ပေသည်အခန်းလာ90အိမ်ရှင်ဖိုးကြီးကသူ့အိမ်တွင်မိန်းမအလုပ်သမားတစ်ယောက်လည်းရှိကြောင်းပြောပြခဲ့သည်ကျွန်တော်မှနည်းနည်းမျှဆိုင်ငယ်မနေပဲချက်ချင်းအခန်းကိုယူလိုက်သည်ပထမအချက်အခန်းကချိုလာသောကြောင့်ဒုတိယအချက်အိမ်ရှင်မ၌ကလေးများမရှိသောကြောင့်ဖြစ်ပေသည်ကျွန်တော်၏အခန်းသားနီးချင်းအခန်းထဲဝင်လာသောအခါကျွန်တော်သည်မတ်တက်ရက်ခါရင်ကျေးစွာခေါင်းကိုညှိလိုက်သည်မင်္ဂလာညနေခင်းပါခမညာကျွန်တော်ဒီနေ့ပဲပြောင်းလာပါတယ်ကျွန်တော်တို့ညီညီညွတ်ညွတ်ဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုကျွန်တော်ကဆိုလိုက်သည်သူမသည်ဘာမှပြန်မပြောတို့ရာတွင်မဲနဲ့သောမျက်လုံးကြီးများနှင့်ကျွန်တော်ကိုမတင်ငါသလိုလှမ်းကြည့်လိုက်သည်ထို့နောက်သူ့အခန်းစီသို့သွားကာတကားကိုတော့နှင့်ဖွင့်ပြီးအထဲဝင်သွားလေ၏ဤဒီမှာသူနှင့်ပထမဆုံးတွေ့ဆုံလိုက်ရခြင်းဖြစ်သည်အကာအကွယ်အဆောင်အရှောက်ကင်းမဲ့သူလေးပါတကားဟုခံစားသိရှိလိုက်ရခြင်းလည်းဖြစ်သည်ဖြူဘက်ဖြူရောပုံတရံပိန်ပိန်သွဲသွဲကိုနေကိုထားစသည်တို့ကအထီးကျန်အဖော်မဲ့တနာပွဲကလေးဟုဖော်ပြတကယ်သို့ရှိနေပေသည်ထိုအခါတွင်ကျွန်တော်မှာပင်အလုံးမရှိခြင်းဘဝကိုပြန်၍တနာရမည့်တောကတစ်ဖက်ကရှိနေသေးသည်ဖြစ်ရာစာအုပ်ပုံအစဉ်ကလေးပေါ်၌မလုံးမရှက်ထိုင်ကာဖျောင်းနိုင်မီးအောင်ကိုငေးဆိုင်လျက်ရှိနေပေသည်ဤစင်ရသာရက်ွက်သို့ရွှေ့လာရသည်မှာရတရပတ်တစ်ပတ်ခန့်ရှိသွားပေပြီကျွန်တော်အခမ်းအနားနီးခြင်းသည်နက်နက်တိုင်း9နာရီအိမ်မထွက်ခါညနေ6နာရီလောက်ပြန်ရောက်လိရှိရာအလုတ်သွားတိုင်းပင်ကျွန်တော်ကိုစာအုပ်ပုံအစစ်၌ခန့်မိုင်မိုင်ထိုင်ကာဖျောင်းနိုင်မီလီယံသို့မဟုတ်စင်မီအိမ်ကိုငေးကြည့်နေသည်ကိုတွေ့မြင်ရသည်သာဖြစ်လေသည်ရင်းတို့မလုံးမရှက်ခက်ငန်ငန်ထိုင်နေပုံကိုသူ့စိတ်ထဲ၌စမ်းသည်ဟုမှတ်ထင်ကောင်းမှတ်ထင်ပေလိမ့်မည်နောက်ဆုံးနေ့တစ်နေ့တွင်ကသူအလုတ်ဆင်း၍လေကားမှတက်လာကကျွန်တော်ကခါတိုင်းကဲ့သို့သူသွားရန်လမ်းဖယ်ပေးပြီးမတ်တက်ရပ်ပေးလိုက်သောအခါသူသည်ရက်တန့်ကကျွန်တော်အားတက်တက်ကြည့်လိုက်ပေသည်နေတိုင်းရှင်ဘာသာတွေများကြက်နေသလဲဟင်ဟုခက်ထစ်ထစ်ခတ်တုံတုံရင်နှင့်သူကမေးလိုက်သည်သူသည်စူးချောင်းနယ်လေတံနှင့်နူးညံ့စွာပြောသည်သူ၏ချစ်ခင်ဖွယ်ရာအတန်မှာကျွန်တော်ရင်ထဲ၌ခံစားသွားမိပုံကိုမရေးဖွဲ့ပြတတ်၍ရိုးရိုးပင်ဘာသာပြန်ပြပါမည်သူပြောလိုက်ခြင်းကြောင့်ကျွန်တော်မျက်နှာသည်နီးရဲလာသည်အမှန်အားဖြင့်ကျွန်တော်ရှိ၌နိုင်ငံသားစာအုပ်များချထားတော်လဲတနေ့တစ်နေ့တစ်တုံးကဲ့သို့မလုံးမရှက်ထိုင်နေတော်လဲကျွန်တော်စိတ်မှာရှုပ်ထွေးမိုင်းဝေနေကစာတစ်လုံးမှမဖက်ဖြစ်ချေတခါတရံစာကြောင်းများအကြား၌စိတ်ကူးများဖြည့်သွင်းကစမ်းကြယ်ထွေပြားသောအရိပ်တံများထဲ့နေလေသည်တခါတရံတွင်မူရုပ်ပုံများကိုငေးကြည့်လျက်ဤရုပ်ပုံများထဲမှစိတ်ကူးရင်ပကြီးကွက်များကျူးဖော်နေလေသည်အမှန်အားဖြင့်ဒီအချိန်ကကျွန်တော်မှာအိမ်မပြော့သောယောဂဝင်းကအာဟာရထက်အားနည်းနေလျာစိတ်မှလည်းမူမမှန်ပေထို့အပြင်ကဘာပေါ်တွင်တခုတည်းသောကျွန်တော်ပိုင်ပစ္စည်းဖြစ်သည့်ကြောရိုးပေါ်ရှိပြင်ချုပ်ထားသည့်အင်ကြီးမှလည်းလူမြင်မကောင်းအောင်ညစ်ပတ်ဟောင်းနှွမ်းနေသည်ထို့ကြောင့်နေကင်းအပြင်ထွက်ရန်မတော်နေ၏အယောင်မဝင်နိုင်ဖျောင်းနိုင်သို့မဟုတ်
စင်မီရင်ထွန်းထားရသည့်မှောင်သောဤအခန်းတွင်သာတကုတ်ကုတ်နေရသဖြင့်အသုံးမပြုသောကျွန်တော်ခြေတို့မှာအားနည်းနေလေသည်တကယ်ကကျွန်တော်စာဖတ်နေတာမဟုတ်ပါဘူးဟုကျွန်တော်ကစိတ်ရှုပ်စွာပြောလိုက်သည်ကြည့်ပါလားဗျာတကယ်လို့ကျွန်တော်သာတစ်သားတုံးကြီးလိုထိုင်နေရင်ဘလောက်မြင်ရတာစိုးမလဲဒါကြောင့်ကျွန်တော်ရှေ့မှာစာအုပ်တွေဖွင့်လန်းထားရတာပါသူမသည်ကျွန်တော်ကိုဘေရီတဖွဲကြည့်ကသူ့အခန်းပြန်သွားလေသည်ဘာမှနားမလဲသည့်ဟန်ပန်ပေါ်နေ၏ကျွန်တော်သည်ဘာအလုပ်မှမလုပ်ဘဲနေသည်ဟုပြောလျင်မှန်မှန်သောပြောခြင်းဖြစ်သည်စိတ်ထဲတွင်ရှင်းလင်းကြည်လင်သည့်အခါများလည်းရှိပါသည်ဒီနေရာရောက်တဲ့ကစာလုံး4000ခန်းရှိအင်္ဂလိပ်နှင့်ပြင်သစ်ကဗျာတချို့ဂျာမနီဝတ္ထုတို့စသည်များကိုဘာသာပြန်ပြီးခဲ့ပေပြီပုံနှိပ်ထုတ်ဝေသည့်တိုက်သစ်များသို့စာတိုင်းမှပို့လိုက်သည်လူကြီးတိတ်ချိန်ညအခါစာတိုက်ပုံးသို့သွားထဲ့တတ်မြဲဖြစ်သည်ကျွန်တော်မှာတကယ်တမ်းအလုပ်ရမည်မဟုတ်ဟုသိနေကလှုပ်เสียရှိတော့သည်က6တွေ့နေသောအုံနောက်ကိုအသုံးပြုခိုင်းစီပြီးရန်ပင်ဖြစ်ပေသည်အကယ်ကျွန်တော်ကံကောင်းထောက်မှ၍ဘာသာပြန်စာများထုတ်ဝေသူတို့နှင့်တင့်မြတ်ခါအသုံးပြုလျင်ငွေအနှဲငယ်ရမည်ဖြစ်လေသည်အခန်းနှင့်ရှန်ဟဲ၏ညှို့မိုင်းသောနိုင်ငံသားရက်ကွက်တနေရာတွင်နေပါကတနေ့တနေ့ကုံလွန်လာခြင်းရာသီများပြောင်းလဲလာခြင်းတို့ကိုသိရန်ခက်ခဲမည်ဖြစ်တော်လဲဒင်လန်စင်ရသားရက်ကွက်တွင်နေရသောကျွန်တော်အဖို့ရာကဟောင်းနှွမ်းသောအဖာတရားနှင့်အင်ကြီးရှည်ကြီးမှာတဏီတခြားလေးလာတော့ကຫນွေဦးပေါက်သည်နှင့်နှောင်းလာပြီရင့်လာပြီကောဟုသိလာရပေသည်ပတ်စံအိတ်ထဲ၌ဗလာနတ္ထိပြားချန်နေသောကျွန်တော်အဖို့ရာမူဘယ်မှသွားเสียမရှိပေလုံနိုင်သည်ကမှောင်သောအခန်းကလေးထဲမှမီးအိမ်ဘေးတွင်နေရောညာရောကြောက်ချထိုင်နေခြင်းပင်ဖြစ်တော်သည်တနေ့၌ညနေဆောင်ယွန်းယွန်းဖြစ်ပါလိမ့်မည်ခါတိုင်းကဲ့သို့ကျွန်တော်ထိုင်နေစဉ်အိမ်ကြီးနာခြင်းဖြစ်သူသည်အထုံနှစ်ထုပ်ကိုပိုက်ခါဝင်လာသည်ကျွန်တော်ကသူသွားရန်လမ်းဖယ်၍မတ်တက်ရက်လိုက်သောအခါသူသည်တထုပ်ကိုကျွန်တော်စာရေးစပွဲပေါ်၌တင်ကာဟောတာရှင့်ဖို့တပြစ်6ပေါင်မို့မနှက်ဖြန်စားတာပေါ့မပြောသေးဘူးလေကျမဝေလာတယ်လीကျမအခန်းဘက်ကူးခဲ့ပါလားရှင်ကျမနဲ့အတူစားကြတာပေါ့ကျွန်တော်ကသူ့အထုပ်ကိုကိုင်းကာသူကတကားတော့ကိုဖွင့်ပြီးကျွန်တော်ကိုဝင်စီပါသည်ကျွန်တော်တို့အခမ်းအနားနီးချင်းဖြစ်ခဲ့ကြသည်မှာနှစ်ပတ်ခန့်ရှိကြပေပြီယခုမှရိုးသားဖြောင့်မတ်သောဂုဏ်တည်ရှိအဖြစ်ယုံကြည်လာသည်ဟုမှတ်ရပေသည်ပထမကျွန်တော်စကားပြောစဉ်ကသူ့မျက်နှာပေါ်တွင်တွေ့မြင်ရသောအကြောင်းအရွံ့တန်တရားတို့ကိုယခုမမြင်ရတော့ပြီသူအခန်းထဲဝင်လိုက်သောအခါအပြင်ဘက်၌မမောင်သေးကြောင်းသိရလေ၏တောင်ဘက်သို့မျက်နှာပြူထားသောပြတင်းပေါင်းမှနေရောင်ဆွေဆွေသည်ဝင်လာလေသည်ပြင်များနှစ်ခုဆက်ထားသောအိယာနေရန်ကတ်ထားသောယွန်းအနက်စပွဲကလေးတစ်သားတစ်တာနှင့်ခွေးချီဝိုင်းဝိုင်းတစ်ခုကိုတွေ့ရသည်သူတွင်ခြံောင်မရှိသို့သောတမ်းပြန့်သောဂုံးကတ်နှစ်ထဲအိယာပေါ်၌တင်ထားသည်ယွန်းစပွဲပေါ်ရှိတံဖြူဘူးကလေးထဲတွင်အလှပြင်အသုံးဆောင်များထည့်ထားလိမ့်မည်စီကွက်များဖြင့်အပြောက်အပြောက်ထင်နေ၏သူမသည်ခွေးချေခုံပေါ်မှအဝတ်များကိုယူကာအိယာပေါ်သို့တင်လိုက်ပြီးကျွန်တော်အားထိုင်ရန်နေရာပေးလေသည်ကျွန်တော်မှာလောကုတ်ပြူငါမှုကြောင့်အနှဲငယ်ကြောင်ရှက်ရှက်ဖြစ်နေသည်ကျွန်တော်တို့ဟာကတ်နေတဲ့အိမ်ကြီးကြီးပဲဗျာမတ်တက်ကြီးဗျခမည်းကလည်းအခမ်းအနားတွေဘာတွေလုပ်မနေပါနဲ့ဟုကျွန်တော်ကသူ့ကိုပြောလိုက်လေသည်ဟိုးကျမကအခမ်းအနားမပါပါဘူးရှင်ကသာကျမလာရင်မတ်တက်ရက်ပေးတာပါမဟုတ်လားကျမတမျိုးပဲလီတိတ်ကိုအာနာတာပဲစကားပြောရင်သူသည်
အထုပ်ကိုဖြေကာငှက်ပြောသည်တလုံးကမ်းပေ၏သူလည်းတလုံးအခွန်နွာလိုက်၏ကျွန်တော်တို့စားကြရင်သူကအိပ်ယာပေါ်တွင်ထိုင်ကာစကားပြောသည်ရှင်ဘာဖြစ်လို့တနေ့လုံးအိမ်ထဲမှာပဲထိုင်နေရတာလဲအပြင်များထွက်ပြူပြီးအလုံးမရှာဘူးလားအလုံးလုံးချင်တာပေါ့ဘယ်မှာရှာအလုံးမတွေ့ပါဘူးဗျာရှင်မှာမိတ်ဆွေတင်ကားမရှိဘူးလားရှိပါတယ်ဒါပေမဲ့အခုနေအခါမျိုးမယ်သူတို့ကကျွန်တော်ကိုမတွေ့ကြင်ကြပါဘူးရှင်ကျောင်းဝန်းနေခဲ့တယ်မဟုတ်လားနေဘူးပါတယ်နိုင်ငံခြားကျောင်းမှာနေခဲ့ဘူးပါတယ်ရှင့်အိမ်သားတွေကရောဘာဖြစ်လို့အိမ်မပြန်တယ်လဲသူဤမိကုံးများကတကယ်ကျွန်တော်ဘဝကိုတတိယစီသည်လွန်ငယ်သော6လခန့်ကစ၍ကျွန်တော်မှာတနေ့တနေ့မေး၍လာကငါဘာတူလဲငါဘာလုပ်နေသလဲသို့မဟုတ်ငါစိတ်ဆင်းရဲသလားစိတ်ချမ်းသာသလားစသည်တို့ကိုပင်လုံးဝမေ့နေခဲ့သည်ကျွန်တော်စိတ်မှာဒီရများအတွင်တွေ့ကြုံခဲ့ရသောဒုက္ခဒုက္ခတွေဖြင့်ပြည့်သိက်ခါစကားတစ်ခွန်းမှမပြောနိုင်ပေသူ့အားသာထိုင်မိုင်မှုံကြီးကြည်ငေးနေမိလေသည်ကျွန်တော်ဤပြောပြချက်ကကျွန်တော်အားအိုးမဲ့အိမ်မဲ့လေလင့်သူတယောက်အဖြစ်တွေးတောထင်မြင်စေလိမ့်မည်သာသည်ဝမ်းနေခြင်းဖော်မယ်ခြင်းအရေးတို့သည်သူ့မျက်နှာပေါ်၌ပင်တွားရောက်ထင်ဟပ်နေပြီသည်ရှင်လဲကျမလူပါပဲလားဟုသူကတပြင်းတစ်ချက်ချကာပြောလိုက်သည်ကျွန်တော်ကဲ့သို့ပင်ငြိမ်သက်ရသွားလေ၏သူ၏မျက်လုံးများတွင်ဆူဆွတ်လာသည်ကိုမြင်ရ၍စကားပြောင်းအောင်လုပ်ပြရသည်အလုပ်ရုံမှာဘာတွေလုပ်တယ်လဲစီကရက်လိတ်တယ်ဘယ်နှစ်နာရီလောက်လုပ်ရတယ်လဲ9နာရီကစပြီး6နာရီမှပြီးတာပေါ့နေ့လယ်မှာထမင်းစားဖို့1နာရီအနားရတယ်တနေ့10နာရီပေါ့လောက်ခရတော့နာရီစားနဲ့ရတယ်အလုပ်တော့တစ်ခုလုံးပြီးအောင်လုပ်ရတယ်ဒါမှမဟုတ်ရင်ဒဏ်ဆောင်ရတယ်အဲ့ဒီတော့လောက်ခကတစ်လ$9ရတယ်10ရက်ကို$3ပေါ့တနာရီကို3ပြားကြတာပေါ့စားစရိတ်ကဘယ်လောက်ကုန်လဲတစ်လ$4တစ်လလုံးလုပ်ရရင်$5ပဲကျန်တာပေါ့အိမ်သားကစရိတ်အဝယ်စားစရိတ်နဲ့လောက်ရလားဘယ်တော့လောက်မလဲရှင်အလုပ်ရုံကဖိုမင်ကလည်းသူမသည်တစ်ချက်တွန့်ကဒီအလုပ်ရုံကိုတိတ်မုန်းတာပဲရှင်စိတ်လိတ်တောက်တတ်လားဟုတ်ကဲ့ကျမကတော့မတောက်တတ်စီချင်ဘူးတောက်တတ်ရင်လည်းကျမတို့အလုပ်ရုံကစီကရက်များတစိတ်မတောက်ဆမ်းပါနဲ့ရှင်ဒီလောက်တောင်ကိုပဲကျမကမုန်းတယ်အားလုံးကိုမုန်းတာပဲတိတ်ဆိတ်ပြတ်ညီးငွေနေသည်ကိုတွေ့ရရာကျွန်တော်လည်းဘာပြောရမှန်းမသိပါငှက်ပြောသည်စားပြီး၍ဘေးပတ်လေကိုကြည့်လိုက်မိသည်မှောင်စပြိုးလာပြီကျွန်တော်သည်ထကာကျေးဇူးတင်ကြောင်းပြောပြီးကျွန်တော်အခန်းသို့ပြန်လာခဲ့ပြီသည်ခါတိုင်းမူအလုတ်ကမောမောပန်းပန်းပြန်လာသည်ဖြစ်၍ပြန်လာပြီးမကြခင်အိပ်ယာဝင်သွားတတ်သည်ဒီညကတော်တော်ကြာပင်သူ့အခန်းမှချိုးကြားနေရ၏တကောင်အထိအိပ်ယာမဝင်သေးပြီဒီညကစား၍သူအလုတ်ကပြန်လာလင်ကျွန်တော်နှင့်စကားစမီပြောဆိုနေတတ်သည်ကျွန်တော်လည်းသူ့အကြောင်းကိုသိလာရပေသည်သူ့နာမည်မှာချင်းအေးမေဖြစ်သည်သူ့မိဘများမှာစူးချောင်းတွေကဖြစ်၍သူ့မှာရှန်ဟဲအပြင်ဘက်ရွာတွေကြီးပြင်းခဲ့ရလေသည်သူ့ဖခင်မှာလည်းဤစီကရက်အလုပ်ယုံတွင်အလုပ်လုပ်သည်မိုးရင်းကဖခင်ဆုံးခဲ့သည်ဖခင်ရှိစဉ်ကဤအခန်းကလေးတွင်ပင်နေကြကာနေတိုင်းအလုပ်အတူသွားကြသည်ယခုကသူတယောက်ထီးတီးကြံရိပ်ခဲ့လေပြီဖခင်ဆုံးစပထမလကအလုပ်အသွားငိုယိုကအပြန်တွင်လည်းမျက်ရည်ဆက်လက်နှင့်ဖြစ်ခဲ့၏သူ့မှာအသက်18နှစ်သာရှိသေး၍အမမရှိမောင်မရှိဆွေမျိုးညာတိမရှိခဲ့ကြအောက်ထက်ရှိကျွန်တော်တို့အိမ်ရှင်ကသူ့ဖခင်အတုပကိစ္စအဝဝကိုဆောင်ရွက်ပေးရှာ၏ဤအတုပစရိတ်အတွက်လည်းဖခင်ကသူ့ထံမသေးခင်$15ပေးအပ်ထားခဲ့လေသည်
အိမ်ရှင်အဖိုးကြီးဟာလူကောင်းကြီးပါရှင်ကျမအပေါ်ဘာတစ်ခုမှမဆိုးရှာပါဘူးဒါကြောင့်လဲဖေဖေရှိတုန်းကလိုပဲကျမနေနိုင်တာပေါ့ကျမတို့အလုပ်ရုံကဖိုမင်ကတော့တိတ်ရုပ်တာပဲကျမဖေဖေဆုံးတာလဲသိရောကျမကိုရအောင်ကျန်တာပါပဲရှင်အခန်း3ရာသီမှာပြောင်းလဲပြီးမှတ်ရသည်ကျွန်တော်အဖို့ကဘာကလေးဖြစ်သည့်ကုံလွန်ငယ်သောရက်များအတွင်းကကြက်သိပ်သောအခန်းကလေးမှာရေနွေးငွေများပြန်နေသောပေါင်းဖိုကဲ့သို့ပူလာလေ၏တိတ်အနေကြက်ခါမူးနောက်အန်ဂျင်တလူလူဖြစ်လာလေ၏အထူးသဖြင့်ຫນွေဥပေါက်နှောင်းရက်များတွင်ကျွန်တော်သည်ယူကျင်တလူလူဖြစ်လာမိတတ်သည်ကျွန်တော်သည်လူကြေတိတ်တင်းရှင်းသောညဘက်၌လမ်းရှည်ကြီးလျှောက်လေသည်နတ်မောင်မှိုင်းပြသောကောင်းကင်ရိပ်အောက်၌တယောက်ထီးတီးလမ်းလျှောက်ခါကြယ်များကိုငေးမောလျက်အတွေးရင်၌ပြန်ဝဲနေမိလေသည်ကျွန်တော်ကျမ်းမာရေးအတွက်များစွာအကျိုးရှိပေ၏ဤကဲ့သို့မူးရည်ဝေသောຫນွေဥပေါက်ညာများ၌ကျွန်တော်သည်မျောပါသွားကာမနက်လင်းအားကြီးအထိပင်လှဲ့လေလျက်ရှိနေခဲ့သည်ဤသို့မောမောပန်းပန်းလမ်းလျှောက်ပြီးနောက်တစ်နေ့မွန်းတဲ့အထိပင်အိပ်ပျော်လေသည်တခါတရံဒီထက်အိပ်ရာထနောက်ကျသည့်အခါအေးမေအလုံးမှပြန်လာသည့်အထိပင်တိုင်လေသည်ဤသို့နေတိုင်းနှစ်ချိုက်အိပ်ပျော်ပြီးနောက်ကျွန်တော်မှာလူတစ်တယောက်ဖြစ်လာသည်ကိုခံစားရလေ၏မူလကကျွန်တော်သည်ပေါင်မုတ်ပေါင်ဝက်ကိုပင်ကောင်းကောင်းမစားနိုင်ပေယခုကဲ့သို့ညလိကျင်ကန်းလုပ်ပြီးနောက်စားကျင်စိတ်ဖြစ်လာကဂရင်းလိုက်ပြီးရခင်ကထက်နှစ်ဆစားနိုင်လာလေ၏ကျွန်တော်ဤဗန္နာရေးအားထိကြိုက်နေတော်လဲအုံနောက်ကအားရှိလာသဖြင့်အာယုံဆိုင်နိုင်လာသည်ညဘက်လျှောက်လေပြီးအပြန်အိယာမဝင်ခင်အက္ကာအဲလင်ပိုးစာပေဟန်ကဲ့သို့သောဝတ္ထုများရေးနိုင်လာသည်ပြန်ဖတ်ကြည့်သောအခါတိတ်မဆိုးသည်ကိုတွေ့လာရ၏အထက်အခါပြင်ဆင်ပြန်ကူးပြီးပို့လိုက်သည်ဘာသာပြန်ပို့ထားသည်မှာဘာအကြောင်းမှမသိရသည်ကိုသိတော်လဲမျှော်လင့်ချက်ကိုကတွန်းလှန်၍မရပေဝတ္ထုများပို့ပြီးရက်အနှဲငယ်ကြာသောအခါမေ့သွားပြန်လေတော့သည်ကျွန်တော်အခမ်းအနားနီးခြင်းအေးမီကူကတခါတရံသူအလုတ်ဆင်းမှသာတွေ့ရပေသည်သူအလုတ်သွားချိန်မှာကျွန်တော်အိတ်ကောင်းနေသောအခါဖြစ်၍နေလေသည်ကျွန်တော်အပေါ်ရခင်ကကဲ့သို့ပင်ကြောက်ရွံ့ခြင်းမတင်ငါခြင်းတို့ပြန်ဖြစ်ပေါ်လာလေသည်တခါတရံမတင်ငါသောအကြည့်ဖြင့်ကြည့်တတ်ပြီးသူ၏ကြည်လင်နှက်မောင်သောမျက်လုံးများမှာတဝက်အပြစ်တင်၍တဝက်ပြုပြင်ရန်တိုက်တွန်းခြင်းအရေးရောင်များတန်းနေပေသည်စင်ရသားရက်ွက်သို့ရွှေ့လာသည်မှာရတရက်ပတ်3ဘက်ခန့်ကြာညောင်းလေပြီတညက်နေခင်း၌ဖျောင်းနိုင်ထွန်းကြီးကအဟောင်းဆိုင်ကဝယ်လာသောဝတ္ထုတစ်ပုဒ်ကိုဖတ်နေစဉ်အေးမေသည်အောက်ထပ်မှပြေးတက်လာကအောက်မှာစာပိုသမားစောင့်နေတယ်ရှင့်ကိုရှာနေတယ်စာကရှင့်လက်မှတ်ထိုးယူရမှာသူ့မျက်နှာပေါ်ရှိကြောက်ရွံ့ခြင်းနှင့်တင်ငါမကင်းဖြစ်ခြင်းအရေးမှာရခင်ကထက်ထင်ရှားနေလေသည်ကဲရှင်အကြောင်းသိရပြီမဟုတ်လားဟုပြောကျင်သလိုထင်မဲ့ရလေ၏ကျွန်တော်မှာဤသို့မဲ့ယူခြင်းမျိုးကိုနှစ်သက်သည်မဟုတ်လေရာချက်ချင်းပင်ပြန်၍ကျွန်တော်ဘို့စာဘသူကကျွန်တော်စီရေးမှလဲကျွန်တော်စာမဟုတ်နိုင်ပါဘူးဟုပြောလိုက်လေသည်ကျွန်တော်ဤမခံကျင်သောဒေါသနှင့်ပြောလိုက်ခြင်းကြောင့်သူ့မှာအောင်ပွဲရသွားကာအေးဆက်ဆက်ပင်ပြန်ပြောလိုက်သည်ရှင့်ဘာသာရှင်သွားကြည့်ပါလားရှင်လောက်တာရှင်မဲသိမှာပေါ့သူပြောနေစဉ်အောက်ထပ်မှစာပိုသမားဤတီးမခံနိုင်သောအတန်ကိုကြားရလေသည်ရေစစ်စရီစားပြစာဖတ်လိုက်သောအခါကျွန်တော်နှလုံးမှာတဒိတ်ဒိတ်ခုန်လာလေ၏ဂျာမနီဝတ္ထုတို့ဘာသာပြန်ကိုမဂ္ဂဇင်းတစ်စောင်ကလက်ခံကဒေါ်လာငွေ9ကျပ်ငွေလဲပို့လိုက်သည်ကျွန်တော်ပတ်စံအိမ်မှာဟောင်းလောင်းဖြစ်နေပြီဖြစ်ရာဤ$9သောအတပြားဖြင့်လကုန်ပေးရန်ရှိသောအခန်းကပေးနိုင်က
ရက်အတော်ကြာစားဖို့လဲဖူလုံနေပြီဖြစ်လေသည်ဘယ်သူမှစိတ်ကူးတွေးတော့မရနိုင်အောင်ပင်လိုအပ်နေသောငွေ$9ပင်သည်နောက်တစ်နေ့၌စားရိုက်သွားကငွေထုတ်ယူသည်တောက်ဝင်းသောနေရာအောက်၌ခဏတစ်ဖြုတ်သွားရသည်မှာချွေးများတပြိုက်ပြိုက်ကျလာတော့လေ၏ပတ်ဝန်းကျင်ကိုကျွန်တော်လှည့်ကြည့်မိသည်ကိုပြန်ကြည့်မိသည်ထို့နောက်စိတ်မလုံဖြစ်လာသည်ကျွန်တော်၏ခေါင်းနှင့်လေကုန်းမှချွေးများယိုစီးကျဆင်းလာကြကုန်၏ညဘက်တကောင်ကျော်ရှောက်လေစဉ်ကနေအောင်လည်းမရှိလူသူကင်းမဲ့သောလမ်းကြားများဖြတ်သွားစဉ်ຫນွေဥပေါက်ညလီမှာအေးမြလျက်ရှိကာတခုတည်းသောဟောင်းနှွမ်းသည့်အင်ကြီးရှည်ကြီးနှင့်ဒီလောက်မကိုက်ညီမဟုတ်ခဲ့ပေယခုကဲ့သို့နေအောင်ဝင်းပကပူနွေးသောຫນွေဥပေါက်နေ့လေခေါင်၌ကကျွန်တော်မှာအယူပမာဤအဝိနှင့်ပင်ငါနေရှောက်နေပါပကောဘာမှမသိတဲ့လီစွအမှန်အားဖြင့်ယာသည်ပြောင်းလာသည့်အလိုက်ပြောင်းလဲဝစ်စင်လာကြသောလမ်းသွားလမ်းလာများနှင့်နှိုင်းယှဉ်ကြည့်ပြီးကျွန်တော်မှာရှက်လာလေ၏ထိုအခိုက်မကြာမီပင်ပေးရမည်ဖြစ်သောအိမ်လာကနှင့်ပတ်စံအိမ်ဟောင်းလောင်းဖြစ်နေခြင်းတို့ကိုမေ့ပြစ်လိုက်ခါအဝိအထည်များရောင်းသောခြားလန်းသို့ခြေဦးတဲ့ကထွက်လာခဲ့လေသည်နေ့အလင်းရောင်များနှင့်မထိတွေ့ရသည်မှာကြာပြီဖြစ်သောကျွန်တော်အဖို့နတ်ပြည်တစ်ဖွဲဖြစ်နေသည်လမ်းမအသွယ်တွင်အသွားအလာတို့မှာရှုပ်ရှက်ခတ်နေ၏လှပတင့်တယ်စွာဝတ်စားဆင်ရင်ထားသောယောက်ျားမိန်းမတို့ကိုတင်ဆောင်ကာလမ်းချားများပြေးလွှားနေကြ၏ပိုးဆိုင်ရေနာရွှေငွေဆိုင်များ၏မှန်ပေါက်ပြတင်းတို့မှာတဖိတ်ဖိတ်တောက်နေကြ၏လူတန်သူတန်ခြေတန်ရင်ထားများ၏တချင်းတပေါ်ပေါ်ဘဲတန်ဟွန်းတန်ကျွန်တော်၏လက်ရှိဘဝအနုံအချာကိုမေ့လျော့ကာအခြားသူများကဲ့သို့ပင်တေးတန်တလွင်နှင့်ပျော်မြူးလာမိလေသည်အမှတ်မထင်ပင်နှင့်အတော်ကြာမေးပြောက်နေပြီဖြစ်သောပီကင်းပြဆက်သခြင်းတစ်ပုဒ်ကိုနှုတ်မှညီကျူးမိလေသည်ရင်းသို့တည်ငါမြနိဗ္ဗာန်ရောက်သွားချက်မှာလမ်းကိုဖြတ်ကျော်ကာသွာလာပန်းအကွေး၌ကြားရသောတတင်နေမြည်သောအတန်ဆူဆူကြီးကအစိတ်စိတ်အမော်မွာဖြစ်အောင်ဖျက်ဆီးပစ်လိုက်လေ၏ကျွန်တော်သည်မော့ကြည့်လိုက်ရာထရော်လီဘတ်ကားသည်ကျွန်တော်ဘက်သို့ဦးဒီမောင်းလာသည်ကိုတွေ့ရလေ၏ခက်ဝဝဘတ်ကားမောင်းသူသည်ခေါင်းပြူထွက်ကာကျွန်တော်အားစိမ့်ဝါကြည့်လျက်ဒေါသဖြင့်ဝက်ကောင်မင်းမမျက်စိမရှိဘူးလားယင်တေးခြင်းသလားဟုတ်သလားမင်းအသက်ကလည်းခွေးဝါတစ်ကောင်လောက်မှအဖိုးတန်တာမဟုတ်ဘူးကွာနားလေလားဟောက်လိုက်လေ၏ထရော်လီကားမှာဖုံတစ်ထောင်းနှင့်ဝူကနေမောင်းထွက်သွား၏ကျွန်တော်လည်းရုံထွက်လာခဲ့ရသည်ဘာကြောင့်မှမသိကျွန်တော်သည်တယောတော်နှင့်ရေမောမိလေသည်လမ်းသွားများကကျွန်တော်အားတအံ့တော်ငေးကြည့်နေကြကြောင်းသိရ၍ကျွန်တော်မျက်နှာလည်းနီမြန်းလာရင်ဆက်လက်ထွက်လာခဲ့သည်ကျွန်တော်သည်အထည်ဆိုင်များသို့ဝင်ထွက်ခါအနားကွတ်ထားသောအင်ကြီးရှည်ကိုမေးပြီးပေးနိုင်သမျှလဲဈေးပေးသည်ဘဲဆိုင်ဝင်တဆရာတွေကတွင်တင်ထားပြီးအလားတတန်နဲ့ထွက်နေကြကုန်၏တယောက်ပြီးတယောက်ကျွန်တော်ကိုမျက်မှောင်ကျုပ်ကြည့်ကာပြောင်တောင်ဖြင့်မဝယ်နိုင်ရင်တော့လာညာမနေပါနဲ့ဗျာဟုပြောကြသည်တဆိုင်ဝင်တဆိုင်ထွက်နှင့်လာခဲ့ရာခက်ဝေးရှိဆိုင်ကလေးတဆိုင်ရောက်သွားသည်အနာကိုအင်ကြီးကိုကျွန်တော်ပေးနိုင်သည့်ဈေးနှင့်မရနိုင်သည်ကိုသိမြင်လာ၍အပြာရောင်ချီအင်ကြီးတစ်စုံဝယ်ယူကာနေရာတွင်ပင်လဲဝဲလိုက်ရ၏အဝဲဟောင်းကိုထုတ်ခါပိုက်ပြီးတိတ်ဆိတ်စွာပင်အိမ်သို့ပြန်လာခဲ့လေတော့သည်ငါအတွက်ငွေမလောက်တော့ပြီမထူးဘူးတခုခုတော့လုံအောင်မှာပဲဟုကျွန်တော်ကိုပြောမိလေသည်အေးမီကကျွန်တော်အားတပြစ်သည်ပေါင်မုံနှင့်ငှက်ပြောသည်ဖြင့်ဧခံဘူးသည်ကိုတတိယကကိတ်မုတ်တိုက်သွား၍ချောကလက်ကိတ်မုတ်နှင့်အခြားစားစရာ$1ဖိုးဝယ်လာသည်
မုံများထုတ်နေသည်ကိုဆောင်ရင်တလားလောက်ရေမချိုးရသည်ကိုတတိယကရေချိုးဖို့ပိုင်းဖြတ်လိုက်သည်ရေမိုးချိုးပြီးအထုံနှစ်ထုပ်မုံနှင့်အဝေဟောင်းပိုက်ခါတင်လန်းသူပြန်လာသောအခါဈေးဆိုင်များ၏ပြတင်းပေါက်တွင်မီးများထွန်းလင်းလျက်လမ်းမပေါ်တွင်လူသွားလူလာအနှဲငယ်ရှိနေပေပြီအေးမြသောညနေခင်းလေပြေသည်ကန္နာဘတ်စီမှတိုက်ခတ်လေရာပါသောအင်ကြီးရှည်နှင့်ကျွန်တော်မှာချမ်းစိတ်မိလေ၏ကျွန်တော်သည်အခန်းသို့ပြန်လာကဖျောင်းနိုင်ထွန်းညှိပြီးအေးမေ၏အခန်းဘက်သို့မျှော်ကြည့်လိုက်၏အေးမေမှာအလုတ်ကပြန်မလာသေးပြီကျွန်တော်မှာစားနေပြီဖြစ်တော်လဲအထုပ်ကိုမဖြေခြင်းသေးပြီသူနှင့်အတူစားခြင်းသေးသည်တွေ့ရာစာအုပ်တအုပ်ကိုဆွဲယူကာဖွင့်၍ဖတ်သည်စာလောင်ခြင်းကိုအောင်းထား၍မရနှစ်ပေါင်းများစွာဆောင်တိုင်းနေရတကဲ့သို့မှတ်ထင်ရပေသည်အေးမီကပေါ်မလာသေးပြီနောက်ဆုံး၌ပန်းလျခြင်းကအနံ့ရကစာအုပ်များပေါ်၌ပင်ငိုက်မြီးကျသွားလေ၏အခန်းလေးလေကားမှအေးမီတက်လာသောခြေတန်းသည်ကျွန်တော်အားလှုပ်ရှားစေ၏ဖျောင်းနိုင်မှာနှစ်လက်မခန့်လောင်ကျွမ်းသွားလေပြီကျွန်တော်ကဘယ်နှနာရီရှိပြီလဲဟုမေးသောအခါတန်ချောင်း10ချက်ထိုးပြီးပြီဟုဖြေသည်ဘာဖြစ်လို့ဒီညနေနောက်ကြလဲအယောင်ရတွင်ကြတာနဲ့ညပါဆက်အလုပ်ဆင်းနေရတယ်လေအချိန်ပိုလောက်ခရပြီမဲ့ပင်မလာပါတယ်ရှင်အချိန်ပိုမဆင်းလို့မဖြစ်ဘူးလားဗျာမရဘူးအလုပ်သမားကလုံလောက်မရှိတော့ညင်းဖို့ခတ်တာပေါ့ရုတ်တရက်သူဤပါပြင်မှမျက်ရည်တစ်စက်ရွေးကြလာသည်ပင်မသဖြင့်မျက်ရည်ကြသည်ဟုတွေးကာများစွာကျင်နာတနာသွားယုံမကငငယ်ရွယ်ရွယ်နုနုနေနေနဲ့ပါကလားဟုထိတ်လန့်စိုးရိမ်၍ပင်သွားသည်ကျွန်တော်ကအထုံများကိုဖြေကာမုံများကိုပေးလိုက်သည်သူစားနေစဉ်ကျွန်တော်ကနှစ်သိမ့်စကားပြောရလေ၏ညဘက်လုံနေမကြလို့ပါဒါကြောင့်ဒီလောက်ပင်မနာပေါ့လုံနေကြတော့လေဘာမှဖြစ်မှာမဟုတ်ပါဘူးသူသည်တိတ်ဆိတ်စွာပင်ကျွန်တော်၏စာရေးစပွဲ၌ထိုင်ကာချောကလက်ကိုတမြုပ်မြုပ်စားနေ၏စားနေရင်တခုခုပြောခြင်းတကယ်သို့ကျွန်တော်အပေါ်သို့မကြာခဏမျက်လုံးများဝဲ၏သို့နှင့်ကျွန်တော်ကခမည်းစိတ်ထဲမှာတခုခုဖြစ်နေတယ်ထင်တယ်ဟုတ်တယ်မလားကဲပြောလီစိတ်ထဲရှိတာပြောဟုပြောလိုက်ရလေ၏အတန်ကြာငြိမ်သက်နေပြီးမှခက်ထစ်ထစ်နဲ့ပြော၏ကျမရှင့်ကိုပြောချင်နေတာကြာလာပြီခုတလောရှင်ကလည်းအပြင်ကိုကြီးထွက်နေတာကိုရှင်မကောင်းတဲ့လူတွေနဲ့များပေါင်းနေသလားဟင်ကျွန်တော်မှအံ့ဩသွားရလေ၏ကျွန်တော်ညထွက်နေသဖြင့်တခိုးတပြတွေနှင့်ဆက်သွယ်နေသည်ဟုတင်ကာမကင်းဖြစ်နေပေသည်သူစကားကြောင့်အံ့ဩသွားသည်ကိုတွေ့ရသောအခါသူပြောတာမှန်မည်ဟုတွေးထင်လိုက်၏သူကဆက်လက်ပြော၏သူစကားတန်မှာမိတ်ဆွေတန်လည်းပါ၏သို့သောအကျိုးအကြောင်းယုတ်တိစစ်တမ်းထုတ်လေသည်အခုလိုအဝတ်ကောင်းကောင်းအစားကောင်းကောင်းနဲ့နေတာပေါ့လေဒါတွေဟာဘယ်လောက်ရံများသလဲရှင်မိသွားရင်ဘယ်နဲ့လောက်ပါမလဲရှင်ပြီးခဲ့တာတွေပြီးပါစီတော့ဒီကနေ့ကစပြီးပြုပြင်ပါလားရှင်နော်ကျွန်တော်မှတခွန်းမှပြန်မပြောနိုင်မဲပါဇက်အဟောင်းသားနှင့်သူ့ကိုငေးကြည့်နေလေ၏သူ့တွေးထင်ချက်များမှာမျော်လင့်မထားစမ်းလဲစမ်းကြယ်နေ၍ဘာပြန်ပြောရမှန်းမသိပေစက္ကန့်အနည်းငယ်ငြိမ်သက်နေပြီးမှဆက်ပြောပြန်၏ဥပမာရှင်စီးကရက်တောက်တာပဲကြည်ပါအောင်ကျမရှင်စီးကရက်မတောက်ဖို့ပြောတယ်အထူးသဖြင့်ကျမတို့အလို့ယုံကစီးကရက်ကိုဟောရှင်ကနားလည်းမထောင်ဘူးသူမ၏ပါပြင်မှမျက်ရည်စာများလိမ့်ကြလာပြန်သည်သူအင်မတန်မှမုန်းတီးသောအလို့ယုံအကြောင်းတွေးမိ၍မျက်ရည်ကျခြင်းဟုကျွန်တော်တကယ်သိ၏တို့ရာတွင်ကျွန်တော်နှလုံးကဤတွေးစားချက်ကိုလက်မခံမီကျွန်တော်အတွက်မျက်ရည်ကျသည်ဟုတွေးစီခြင်းသည်ကျွန်တော်ကတွေးတော့ကစိတ်နေစဉ်သူသည်တဖြည်းဖြည်းငြိမ်သက်လာလေ၏ကျွန်တော်က
အားလုံးကိုရှင်းပြရပေသည်ငွေဘယ်ကရပုံတနေ့ကရေစစ်စတီစာလာခြင်းအကြောင်းရသည့်ငွေနှင့်ဘာတွေဝယ်ပုံညအိတ်မပြောပုံညလမ်းလျှောက်ထွက်ပုံအလုံးစုံဖြစ်၏ကျွန်တော်အကျိုးအကြောင်းရှင်းလင်းပြသည်ကိုတန်တရားမရှိလက်ခံယုံကြည်ကာစကားဆုံးသောအခါသူ့ပါပြင်မှာပန်းနုရောင်သွေးတက်လာလေ၏စပွဲကိုစိုက်ကြည့်လျက်သူကပြန်ပြောရှာ၏ဟာဒါဖြင့်ကျမရှင့်ကိုအပြစ်တင်မိတာမှားတာပေါ့စိတ်မရှိနဲ့နော်ရှင့်အပြုမူကထူးဆန်းနေတော့ကျမလည်းထင်မိထင်ရာထင်မိတာပေါ့ရှင်ဒီလူသာအလုပ်ကြကြနနလုပ်ရင်တိတ်ကောင်းတာပေါ့ရှင်ပြောတဲ့အလုပ်လေတပုတ်$5ရတယ်ဆိုတာနေတိုင်းတပုတ်မပြီးဘူးလားသူမ၏ရိုးသားပုံမှာကျွန်တော်စိတ်အားထိခိုက်လျက်ရှိပေသည်တပြိုင်နက်တည်းပင်အသည့်တစ်ခုသည်ကျွန်တော်ကိုယ်ပေါ်၌ဗျံကနေဝင်လာ၏လက်နှစ်ဖက်ကိုဆန့်ငါပွေဖက်လိုက်ချင်၏သို့သောစင်ကြင်ုံတရားကတားမြစ်ခါမင်းဒီလိုလုပ်ရင်မှားတော့မှာပေါ့မင်းအချင်ကြီးကိုမင်းရိတ်စားမိတယ်မဟုတ်လားဒီရိုးသားတန်ရှင်းတဲ့ကောင်မလေးကိုမင်းကညဉ့်ညမ်းစီအောင်မလို့လားဟုဟန့်လိုက်လေ၏ကျွန်တော်သည်စက္ကန့်အနည်းငယ်ခန့်မျက်လုံးကိုမိတ်ထားလိုက်သည်စိတ်လှုပ်ရှားမှုနှင့်စင်ကြင်ုံတရားတို့တိုက်ပွဲဖြစ်နေကြ၏စင်ကြင်ုံတရားကနိုင်သွား၏မျက်လုံးကိုဖွင့်လိုက်သောအခါဒီနေရာကလေးမှာပို၍ဝင်းပထွန်းလင်းလာ၏ကျွန်တော်ကပြုံးကညင်သာစွာနှင့်သူ့ကိုပြောလိုက်သည်ကဲညနေလာပြီကွယ်မအိပ်သေးဘူးလားမနေ့ပြန်လဲလှုပ်ဆင်းရအောင်မယ်ကိုဂတိပြုပါတယ်ဒီနေ့ကစပြီးစီးကရက်မတောက်တော့ပါဘူးဟုတ်လားသူမသည်ကျိုးနွန်စွာပင်မတ်တက်ရက်လိုက်ခါရှင်ပြသောအပြုံးဖြင့်သူ့အခန်းသို့ပြန်သွားသည်သူပြန်သွားသောအခါကျွန်တော်သည်ဖျောင်းနိုင်တိုင်းထက်ထွန်းကငြိမ်သက်စွာပြန်လည်စဉ်းစားနေ၏ငါ၏အလုပ်အသီးအပွင့်အားဖြင့်ပထမဆုံးရသည့်$5အနက်$3သုံးပြီးပြီအခန်းကပြီးပြီးရင်အပြား20-30သာကျန်တော့မယ်ငါဘာလုပ်ရမလဲငါအင်ကြီးဟောင်းကိုပေါင်နိုင်တယ်ဒါပေမဲ့ဘယ်အပေါင်ဆိုင်ကမှလက်ခံမှာမဟုတ်ဘူးသူကလေးကလည်းတနာစရာကောင်းမှလေးပဲငါသူ့တထောင်အချိန်နေစိုးနေသေးတယ်သူခမညာအလုံးမလုံးချင်ပေမဲ့အချိန်ပိုတောင်လောက်ရရှာတယ်ငါလည်းအလုပ်ရှာနေတယ်ဒါပေမဲ့အလုပ်ကမရအလုပ်ကျန်းလုပ်ရင်ရောငါရဲ့အသုံးမကျတဲ့ကြွက်သားတွေကလန်ချားဆွဲဖို့တောင်ဖြစ်မယ်မဟုတ်ပါဘူးငါကငါတက်တည်ရင်ရောဒီလောက်များတက်တိရှိရင်ကြာလာပြီဖြစ်သွားမှာဒီလိုအခါမျိုးမှာဒီစကလုံးမျိုးငါကောင်းနဲ့ဝင်လာတာကဒီလိုလုပ်ဖို့တက်တိမလျှော့သေးဘူးဆိုတာပြတာပေါ့ဟေးနေအောင်ထရော်လီဘတ်ကားကားမောင်းသမားခေါ်သွားတာဘာပါလိခွေးအဝါတဲ့ဒီစကလုံးကောင်းတယ်ဟေးကျွန်တော်စိတ်မှာအဆက်မရှိသောအတွေးများဖြင့်ပြန်ကျဲကနေလေ၏ယခုလောလောဆယ်စင်းရဲကြက်တဲမှုကလွတ်မြောက်ရန်လမ်းကိုမရှာတွေ့နိုင်ပဲဖြစ်နေပါလေ၏အနီးအနားရှိအလုတ်ယုံမှအုပ်အောမုတ်တန်ကြားရ၏တကောင်လောက်ရှိပေပြီကျွန်တော်သည်မတ်တက်ရက်ခါဟောင်းနှွမ်းသောအင်ကြီးကိုပြန်လဲဝစ်ခါမိတိုင်ငိမ့်လျက်လမ်းလျှောက်ရန်အပြင်သို့ထွက်လာခဲ့ပေသည်အားလုံးတိတ်ဆိတ်လျက်ရှိသည်စင်ရဲသားရက်ွက်ရှိအခြားသူများမှာအိတ်ဆက်လျက်ရှိကြကုန်သည်မျက်နှာချင်းဆိုင်ရှိခေတ်ဆန်သောရက်ွက်မှပရင်းပေါက်တို့မှာမီးရောင်စုံဖြင့်ဝင်းပြက်၍နေသည်အေးမြသောညရန်၌မေဒလင်ကျိုးခတ်တံဖြင့်တချင်းဆိုတံသည်မျောပါလာသည်ကြေးစားရုရှားဖြူအဆူတော်၏အတန်ဖြစ်သည်အပေါ်၌ခါဖြူလွမိကုန်းရောင်ကြွားသည့်တိမ်တိုင်များသည်အထက်ထူပိန်းကပုတ်ပွနေသောလူသည်အလောင်းနှင့်တူနေကြလေ၏တိမ်တိုက်တို့၏ဟိုနေရာဒီနေရာဟိုနေရာတို့၌ကျဲတပွင့်တလီမျက်တောင်ခတ်နေ၏မဲမောင်သောကောင်းငင်အပိုင်းအစားတို့မှာဝမ်းနှင်းဟန်ဖြင့်မှိုင်းဝေရည်နေကြလေ၏အခုရွတ်ပြပြီးသွားတာကတော့ဆရာတကုံတာယာဘာသာပြန်ထားတဲ့မူရည်ဝေသောຫນွေဦးညာများဆိုတဲ့ဝတ္ထုတူပဲဖြစ်ပါတယ်ဒီဝတ္ထုတူကိုကြိုက်နှစ်သက်ပြီး
နားထောင်ခံစားရတာအဆင်ပြေမှုရှိခဲ့ရင်ဘန်နာရိတ်ကို like and subscribe လုပ်ပေးသွားကြပါဦးခင်ဗျာ။